လူတိုင်းဒီနေ့ခေတ်ကမ္ဘာမှာအသေးချာဆုံးရှင်သန်နေထိုင်နိုင်တဲ့အခြေခံမူကဘာလဲ။ရတဲ့လစာအတိုင်းအလုပ်လုပ်ရတဲ့အတိုင်းလှုပ်ရှားပါ။တွက်ချက်မှုသေချာခြင်းအရှုံးမပေါ်အောင်နေခြင်းဒါကခေတ်သစ်လူသားတွေရဲ့အသိဉာဏ်ပဲ။နေ့စဉ်လောက်ခလစာရတဲ့တိုးထိန်သည်တိုးများကိုပြုစုပေးတဲ့အလုပ်သမားပဲဖြစ်တဲ့တောရိုင်းသားရဲပေါ်လာရင်တိုးတွေကိုစွန့်ပစ်ပြီးထွက်ပြေးတာဥပဒေအရပုံမှန်ပဲဘာလို့ဆိုသူ့ဘဝဟာအဲ့နေ့လောက်ခလစာထက်အများကြီးပိုတန်ဖိုးရှိလို့ပဲရတဲ့လစာအတိုင်းအလုပ်လုပ်တာဒါကလောက်ခစားသူရဲ့တွေးခေါ်ပုံပဲ။ဒါပေမဲ့ယေရှုကဒီလိုမိန့်တော်မူတယ်။ငါဟာတိုးထိန်ကောင်းတူဖြစ်တဲ့တိုးထိန်ကောင်းဟာတိုးတွေအတွက်သူ့အသက်ကိုစွန့်လွတ်တဲ့ယောဟန်10:17ကောင်းဂရိဘာသာ Carlos ဆိုတဲ့စကားလုံးဟာရိုးရိုးကောင်းလို့ပဲမဆိုလို့ပဲကြည်ုံနဲ့နှလုံးသားကိုဆွဲဆောင်နိုင်တဲ့ထူးခြားပြီးလှပတဲ့ခေါင်းဆောင်မှုဖြစ်တယ်။ကျွန်တော်တို့ယေရှုကိုဘယ်တော့မှလစာမပေးခဲ့ဘူး။ဒါပေမဲ့ဘဝရဲ့တောရိုင်းသားရဲတွေအပြစ်နဲ့တည်ခြင်းကကျွန်တော်တို့ကိုတိုက်ခိုက်လာတဲ့အခါယေရှုကမထွက်ပြေးဘူး။တခုတည်းသောအကြောင်းကြောင့်ငါမင်းကိုကယ်မယ်သူ့အသက်ကိုအပြည့်အဝစွန့်လွတ်ခဲ့တယ်။ကမ္ဘာမှားယွင်းတဲ့ဘာသာတရားတွေနဲ့ကိုကြိုးစွန့်မှုမရှိတဲ့ခေါင်းဆောင်တွေဟာအကြက်တဲကာလမှာလူတွေကိုအသုံးချပြီးစွန့်ပစ်ကြတယ်။ဒါပေမဲ့ယေရှုကမတူညီဘူး။ကျမ်းဟောင်းပရောဖက်ပြုချက်အတိုင်းဒဏ်ရာရပြီးပြည့်နှက်နေတဲ့ကျွန်တော်တို့ကိုကိုယ်တိုင်လာရှာပြီးကျွန်တော်တို့အစားသေဆုံးခဲ့တယ်။အပြစ်မှန်တဲ့တေခြင်းအာနာရှိမှာလက်ဝါးကတ်တိုင်ပေါ်မှာယေရှုကတကိုယ်လုံးအော်ဟစ်ခဲ့တယ်။ချစ်ရသူတွေငါနောက်ွယ်မှာပုံလိုက်ပါတရားစီရင်မှုကိုကိုယ်တိုင်ခံယူပြီးချစ်ချင်းမြတ်တာဤကြီးကျယ်တဲ့အောင်ပွဲကိုရရှိခဲ့တယ်။အဖငါ့ကိုတည်တယ်လို့ငါလည်းအဖကိုတည်တယ်။ငါတို့တွေအတွက်ငါအသက်ကိုစွန့်နေစိတ်ငါယေရှုကဒီလိုလုပ်ခဲ့တာကကျွန်တော်တို့ကိုနက်နက်ရှိုင်းရှိုင်းသိနာလေလို့ပဲကျွန်တော်တို့ရဲ့ဒဏ်ရာတွေအထီးကျန်မှုမပြောနိုင်တဲ့ရှုပ်ထွေးမှုတွေနဲ့ကြောက်ရွံ့မှုတွေကိုအကုန်သိပြီးကျွန်တော်တို့အတိုင်းသားချစ်ပြီးအသက်ကိုစွန့်လွတ်ခဲ့တာပဲ။တင့်အတွက်စွန့်လွတ်ခဲ့တဲ့ဒီကြီးကြီးနဲ့လုံခြုံတဲ့ချစ်ချင်းကိုသိရှိလိုက်ရင်တင့်ဘဝအင်ဂျင်ပြောင်းလဲသွားမယ်လိန်ညာမှုနဲ့လှည့်ဖျားမှုပြည့်ညက်နေတဲ့ကဘာထဲမှာတောင်တင်ဟာဂုံတိတ်ခါလွတ်လပ်မှုနဲ့အောင်ပွဲနဲ့အတူနေထိုင်နိုင်ပါလိမ့်မယ်။ဒီနေ့စာချုပ်မရှိအခြေအနေမရှိပဲတင်းတို့တူးချင်းစီကိုကယ်တင်ဖို့သူ့ရဲ့အားလုံးကိုပေးဆက်ခဲ့တဲ့ဒီတကယ်ကောင်းဆောင်ကြီးယေရှုကိုတင့်ဘဝရဲ့တကယ်တိုးထိန်အဖြစ်လက်ခံမလား။ဒီပြည့်ပြည့်စုံတဲ့ချစ်ချင်းတွေကိုဝင်ရောက်လိုက်ရင်တကယ်လုံခြုံမှုနဲ့တကယ်အောင်ပွဲစတင်ပါလိမ့်မယ်။ယေရှုကိုယုံကြည်ပါ။သူတင်တို့အတွက်အားလုံးပြည့်ပြည့်စုံအောင်လုပ်ပြီးပါပြီ။